စားလိုက်ခြင်းအပြင်သူ့အနေနဲ့ပို့ပြီးကျမ်းမာသွားမယ်သူ့အနေနဲ့ပို့ပြီးစိတ်ချမ်းသာမှုရသွားမယ်ဆိုရင်အမားတို့ကအရန်ကျင်နေပြီညာနေ brand ကိုဘဝပဲပုံတောင်းနှစ်ယောက်စူးစမ်းလာခဲ့တာပေါ့သူတွေရဲ့သဘာဝကကျင်းတဲ့ချက်ထဲကိုမရောက်ရင်ဘယ်တော့မှဖြုံမထွက်အဲ့မှာတရားကျင်းတဲ့ချက်ထဲကိုရောက်တယ်တရားကတရက်ကိုငွေ9000နဲ့ရှာတဲ့အလုပ်ကိုလုပ်တယ်ဒါကတော့အမရဲ့အမေတော့ခမအေးပါအမကတော့မတိတာစင်လို့ခေါ်ပါတယ်ရှင်ဟာဒီနေ့ပွဲလေးအားကြတော့အမတို့ရဲ့အယောင်ကိုယ်စလဲတွေကို2နှစ်ပြည့်အထိမ်းအမှတ်ပေါ့နော်အညာမြေချက်စင်း2နှစ်ပြည့်အထိမ်းအမှတ်နေနဲ့စုပေးပွဲလေးကျင်းပတာဖြစ်ပါတယ်ယူကြမယ်အများကြီးချက်သေးဒီချက်ကိုပြီးတော့မှအောင်မြင်ဖို့အားလုံးကိုစူးစမ်းလူရဲ့အများရဲ့ရှေ့မှာပေါ့နော်သူတို့ပွဲထုတ်တာဒါသူတို့ကိုပို့ပြီးတော့လူအများရဲ့ရှေ့မှာခုံပြုတ်လိုက်တာသူတို့ပို့ပြီးတော့ဒီထက်ပို့ပြီးတော့စိတ်တွေပျော်ရွှင်သွားအောင်သူတို့ရဲ့စူးစမ်းမှုတွေကိုသူတို့ကိုယ်တိုင်ပေါ့နော်မြင်ပြီးတော့မှအော်ငါဒီလိုလုပ်နိုင်တာပါလားဆိုတော့ပြီးတော့မှကိုပို့ပြီးတော့မှဂုဏ်ယူတတ်အောင်လို့အမဒီပွဲလေးကိုကျင်းပတာဖြစ်ပါတယ်ကျောင်းကအကောင်းဆုံး top 1ပေါ့နော်ထိပတိတိုင်းတယောက်ဖြစ်ခဲ့တယ်ဆိုတာကစနတယောက်တည်းတော်လို့စနတယောက်တည်းတက်လို့မဟုတ်ဘူးစနရဲ့ team ကအယောင်ကိုစတဲ့တယောက်ချင်းစီတိုင်းကလေတကယ်ကိုတက်ကြွကြွနဲ့ဇက်တိုက်ပေါ့နော်လုံနိုင်ခဲ့ဒီအမားတို့ဒီဈေးလေးထုတ်တာကြတော့အမအမေအကြောင်းမို့လို့ထုတ်ဖြစ်သွားတာပေါ့နော်ဒီအမအမေကအမေကသွေးဆုံးပြီးရဲ့ဝေဒနာဖြစ်တော့လေအဲ့ဈေးကိုကြိုပြီးတော့စားပြီးတော့ကောင်းတာလေဟုတ်တယ်အဲ့နဲ့သမီးကထုတ်ပြီးတော့မှရောင်းမယ်ပေါ့နော်အမေကိုယ်တိုင်လည်းတတပြောမှဖြစ်လို့မို့အမားတို့ကဒီဈေးကိုထုတ်ပြီးတော့မှရောင်းမယ်ဆိုပြီးတော့မှအညာမြေချက်ဈေးကိုဈေးကွက်မှာဖြန့်ပြီးရောင်းချတာဖြစ်ပါတယ်ကိုယ့်ရဲ့ဆေးကိုစားလိုက်ခြင်းအပြင်သူ့အနေနဲ့ပို့ပြီးကျမ်းမာသွားမယ်သူ့အနေနဲ့ပို့ပြီးစိတ်ချမ်းသာမှုရသွားမယ်ဆိုရင်အမားတို့ကအရန်ကျင်နေပြီအဲ့ဒီအတွက်ကိုပို့ပြီးရှေ့ရှုပြီးတော့မှပဲအမားတို့ရောင်းတယ်လူကယ်မှာဆိုလဲအမားတို့ဆေးရဲ့ပါဝင်မှုပမာဏနဲ့ရတဲ့နိုင်တဲ့ဈေးကကြတော့လေနော်အရန်ကိုမှကိုယ့်အိမ်မှာနေကိုလုံရင်တောင်မှအဲ့ငွေလောင်းနဲ့မရနိုင်ဘူးအမားတို့အသက်နိုင်ဆုံးပေါ့နော်ဒီစားသုံးသူတွေအတွက်လည်းဒီဟာကိုစားလိုက်ခြင်းအပြင်ပို့ပြီးတော့ကျန်းမာအောင်လုပ်ပေးထားတယ်ရောင်းချသူတွေအနေနဲ့ဆိုရင်လည်းအမားတို့ရဲ့ဒီဆေးလေးကိုရောင်းချခြင်းအပြင်သူတို့ဝင်ငွေတစ်ဖက်တစ်လမ်းကရအောင်ပို့ပြီးတော့မှစိတ်တွေပျော်ရွှင်အောင်ဆိုပြီးတော့မှအမားတို့ကဖန်တီးပေးထားပါတယ်စီကိုလုံးဝ quality အရန်ကောင်းအောင်ထုတ်ပေးတဲ့ခမောပြားစင်းကိုလည်းကျေးဇူးတင်ပါတယ်ရှင်
နှစ်8လပိုင်း14ရက်တုန်းကအမားတို့စပြီးတော့ဖြန့်တာဖြစ်ပါတယ်အရန်အောင်မြင်တယ်ဆိုတာဒါကလေတစ်ခုကအမားရဲ့စိတ်ပေါ့နော်အမားကလူငယ်တွေကိုရုံထွက်စေခြင်းနဲ့အခုပေါ့နော်ဒီရှိရတရက်ကိုဝင်ငွေ3-4 ထောင်5ထောင်နဲ့လူငယ်လေးတွေလုံရရှိရတကယ်တမ်းလူငယ်တွေကဒီထက်ပိုမှအရင်ချင်းရှိရဒီထက်ပိုပြီးတော့ဝင်ငွေတွေရဖို့အခွင့်အလမ်းတွေရှိရအဲ့ဆိုအမားကဒီလူငယ်တွေကိုပို့ပြီးတော့မှဖြစ်ထွန်းစေခြင်းနဲ့အမားလိုမျိုးပဲအိမ်အောင်ရှင်အမျိုးသမီးတွေကိုလည်းကိုယ့်အိမ်ထဲမှာနေပေါ့နော်ကုန်နေရတဲ့ဘဝမှာမဖြစ်စေချင်ဘူးအဲ့ဆိုတော့အမားကအိမ်အောင်ရှင်အမျိုးသမီးတွေကိုလည်းဝင်ငွေဆိုတဲ့အရာတစ်ခုနဲ့သူကိုယုံကြည်မှုဆိုတဲ့အရာတွေကိုပို့ပြီးဖြစ်ထွန်းစေခြင်းနဲ့အဲ့ဒီအတွက်ကြောင့်ခေါ့လို့သူတို့တွေကိုလည်းအမားတို့ကတင်ကြားပေးပြီးတော့မှသူတို့ကိုလည်းလက်တွဲပြီးမှခေါ်တယ်အဲ့လိုဆိုတော့ဘယ်လိုပြောရမလဲလူတွေကိုအမားတို့ကတိုးတက်စေခြင်းတဲ့အခါကျတော့သူတို့တွေကလည်းတကယ်ရုံထွက်ချင်ကြတဲ့လူတွေပေါ့နော်အခုကြက်တဲနေတဲ့အချိန်မှာသူတို့ကအမှန်ကန်ရုံထွက်ချင်ကြတဲ့စိတ်ရှိတဲ့အတွက်ကြောင့်အမားတို့လက်တွဲခေါ်တယ်လို့သူတို့ကပို့ပြီးတော့မှပါလာတယ်ဒါကြောင့်မို့လို့အမားတို့ရဲ့ပစ္စည်းကဒီလောက်ထိပေါက်နေရလဲဖြစ်တယ် sale quality ကောင်းတယ်ဆိုတာအပြင်နောက်ထပ်ပေါ့နော်ဒီရောင်းတဲ့လူတွေကလည်းသူ့ရဲ့ဝယ်သူစားသုံးသူတွေအပေါ်မှာစေတနာထားလို့မို့အဲ့လိုမျိုးကြောင့်မို့အမားတို့ဈေးကဒီလောက်ထိပေါက်နေတာဖြစ်ပါတယ်ဟုတ်ဘယ်လိုထုတ်ဖို့စိတ်ကူးရသွားလဲဆိုတော့အမားကတစ်ချိန်တုန်းကတစ်ရက်ကို9000လောက်ပဲဝင်ငွေရှိခဲ့တဲ့လူပေါ့နော်အဲ့မှာအဲ့ချိန်မှာဘာဖြစ်လဲဆိုတော့ကိုဗစ်ဖြစ်တာကိုဗစ်တိတ်ဖြစ်တော့အမားတို့ကကိုဗစ်တိတ်ဖြစ်ပြီးတဲ့ခါကျတော့ဒီတိုင်းအလုပ်ကလည်းမသွားရဘူးပဲဒီတိုင်းပဲနေလို့တော့မရတော့ဘူးပေါ့နော်အလုပ်မရှိတော့ဘူးအဲ့ဆိုအမေကဒီကလုတ်တက်တယ်ပေါ့နော်အဲ့ဆိုငါတို့ထုတ်ရောင်းမယ်လေရောင်းလို့ရတယ်ဆိုပြီးမှဒီလိုကြီးပေါ့နော်ပြောရမယ်ဆိုအများကြီးအကြီးကျယ်ကြီးဆိုပြီးမှမှန်းပြီးမှအမားထုတ်လုပ်ခဲ့ရတော့မဟုတ်ဘူးဒီလိုထဲဦးလေးနဲ့အဲ့လိုအိမ်မှာဒဲအိုးတင်းတင်းလေးနဲ့မိတွေးဖို့လေးနဲ့အရင်စပြီးတော့မှလုပ်ခဲ့ရနောက်ပိုင်းကျတော့မှဒဲအိုးအကြီးတွေတည်းနှစ်တဲအဲ့လိုနဲ့အခုဆိုရင်တော့အမားတို့ကဟွာပေါ့နော်ဒဲတနေ့ဆိုရင်ဒါအလုပ်သမားအင်အား60ကျော်80သုံးပြောမှထုတ်ရတဲ့လုပ်ငန်းစုကြီးအမားတို့ကဖြစ်နေရပါမြေရှားလောင်းလက်ပတ်ချက်ဆေးရဲတဘာဝဦးလန်းရှင်းယူရဲဆိုရင်2မျိုးရှိရဲဒါဆေးအနေနဲ့อ่ะပေါ့เนาะဒီရှားလောင်းလက်ပတ်ချက်ဆေးကကြတော့အမားတို့အမျိုးသမီးဓမ္မရာဆိုင်ရာအတွက်တအိမ်အားကောင်းမှုခုနကအမေပြောသွားတဲ့မိရဆိုင်ရာပေါ့เนาะအဲ့ပြဿနာတွေအတွက်စားပေးလို့ရတယ်အစီကြသွေးဆုံးကင်တဲ့လူတွေအတွက်ဆိုလည်းအရန်ကောင်းတယ်ဒီဆေးကဒီအစီကြလေးကကြတော့အမားတို့ကဒီဟိုပါပေါ့เนาะကိုကအစီပိုတွေများနေတဲ့ဝိတ်ချခြင်းနဲ့ဆိုတဲ့လူတွေအတွက်အစီကြလေးကကြတော့ထပ်ပြီးမှအစ်စ်ထုတ်ထားတာလေးဖြစ်တယ်အညာမြင့်နဲ့ထပ်ပြီးတော့ပစ္စည်းတစ်တွေကတော့ထပ်ပြီးထွက်လာအောင်မှာအဓိကတော့အမားတို့ကဟိုကျမ်းမာရေးနဲ့ပတ်သက်တာတွေပဲပို့ပြောမှအားဆိုင်ပြီးထုတ်သွားမှာဘာလို့လဲဆိုတော့ကိုစီလေးចောင်းမို့လူတွေကျမ်းမာသွားတယ်ဆိုရယ်စိတ်ခံစားချက်ကကြတော့ဖေးရနဲ့မှလေလို့မရဘူးအဲ့ဒါကြောင့်စေတနာထားတယ်စေတနာလေးပါထားတာမန်လေးတို့ရန်ကုန်တို့ဆေးဆိုင်နေမှာဆိုလဲအမားတို့တင်တယ်ဆေးဆိုင်နေမှာလည်းဝယ်လို့ရတယ်ဟိုအညာမြေရှားလောင်းလက်ပတ်ချက်စီလို့မေးပြီးတော့ဝယ်လိုက်ရင်တိကျတယ်အညာဆိုတာဗာလဲဆိုတော့စေအိုးပုံစံလေးနဲ့ပေါ့နော်အဲ့ဟာလေးကိုသူတို့ပို့ပြီးမှတ်မိကြတယ်အဲ့လိုမျိုးလေးမေးပြီးဝယ်လို့ရပါရဲ့ရှင်ဟာအညာမြေယူချင်တာပဲဖြစ်ဖြစ်ကိုယ်စီလဲယူချင်တာပဲဖြစ်ဖြစ်ဆိုရင်အညာမြေရှားလောင်းလက်ပတ်ချက်စီဆိုပြီးရိုက်ရှာလိုက်အညာကြီးအများကြီးရှိပါတယ်အမားတို့အရောင်းကိုယ်စီလဲတွေကလည်းပြည့်ထောင်ထားရပေါ့နော်အဲ့လိုမျိုးရိုက်ရှာကြည့်လိုက်လို့ရရဲ့အဲ့လိုမဟုတ်ရင်လည်းအမားတို့ရဲ့ဟွာပေါ့နော်အမားတို့ရဲ့မရဲ့အကောင့်ပေါ့နော်တိတာစင်ဆိုပြီးတော့မှရိုက်ရှာကြည့်လိုက်ရင်လည်းရပါတယ်ရှင်ဟာရမ်းပြီးအပေးသူကမောင်ကကျမ်းမှချမ်းသာပါစေလို့ဒီတဲ့မကလည်းကောင်းအောင်လုပ်ပေးပါမယ်လို့တတ်တရရဟုတ်ဟုတ်ဆက်ဆက်နေပါနော်ဟုတ်ကဲ့